အားလုံးပဲမင်္ဂလာပါကျွန်တော်အောင်ထေးပါကျွန်တော်အခုဒီလိုမျိုးတစ်အရှိပိုင်းမျိုးနဲ့139ရက်ွက်ရဲ့အင်းဝလမ်းမှာပေါ့ကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ခုအင်းဝနဲ့ကြောကပ်ကိုသွားမှာဖြစ်ပါတယ်ကျွန်တော်အင်းဝလမ်းမကနေပြီးတော့ဘောရဝတီလမ်းအတိုင်းကျွန်တော်ရောက်လာတယ်နောက်ကအင်းဝလမ်းမကြီးဖြစ်တဲ့အခုကျွန်တော်ကအင်းဝကြောကပ်မွေးရဝတီတက်စင်လမ်းမကိုရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်အင်းဝကြောကပ်လမ်းအတိုင်းဝင်သွားမှာဖြစ်ပါတယ်အင်းဝလန်ကြောကတ်ကကျွန်တော်တို့ဘုံတော်ကြီးကျောင်းတစ်ခုရှိပါတယ်အဲ့ရှိကအင်းဝကြောကတ်တိုင်းကျွန်တော်ဆင်းလာတာဖြစ်ပါတယ်ဒါကအင်းဝကြောကတ်လမ်းမကြီးရဲ့မြင်ကွင်းအနေထားဖြစ်ပါတယ်အင်းဝကြောကတ်လမ်းမကြီးကမိုးရင်းခါမှာဝင်ထွက်သွားလာလို့ရတဲ့လမ်းမကြီးတစ်ခုဖြစ်ပါတယ်ဒါပတ်ဝန်းကျင်အနေထားဖြစ်ပါတယ်အင်းဝကြောကတ်လမ်းကနေကျွန်တော်တို့ဒီလိုတဲစင်လေးသွားမယ်နှစ်ကြောကတ်မြောက်ရှိလမ်းလေးကိုကျွန်တော်တို့ချုံမှာဖြစ်ပါတယ်ပတ်ဝန်းကျင်မှာလူနေအိမ်တချို့ရောက်ရှိနေတယ်မြေပြင်မှာလည်းခြံစည်းကိုကာရင်ထားတဲ့မြို့တော်တော်များကိုတွေ့နေရပြီဖြစ်ပါတယ်။အင်းဝကြောကက်တဲ့စင်းနဲ့အင်းဝကြောကက်လမ်းမြင်ကွင်းနေတာဖြစ်ပါတယ်။အခုကျွန်တော်တို့အင်းဝနှစ်ကြောကက်လမ်းမှာရှိတဲ့လမ်းရဲ့မြင်ကွင်းအနေထားဖြစ်ပါတယ်။ဒါလေးကရှေ့မှာဆိုရင်ခြံစည်းဖြူအောင်လေးရဲ့ရှေ့ကတော့အင်းဝလမ်းမကြီး။အင်းဝလမ်းမကြီးကိုလှမ်းပြီးတော့မြင်ရတလမ်းကျော်မြင်ကွင်းအနေထားဖြစ်တယ်။ဒီလမ်းမကနဝရီကြောကက်လမ်းကိုတဲ့စင်လမ်းလေးတစ်ခုလေးဖြစ်ပါတယ်အင်းဝနှစ်ကြောကက်ရောင်းမဲ့မြေကွက်လေးကဒီနေရာလေးဖြစ်ပါတယ်ဒီမြေကွက်လေးကိုကျွန်တော်တို့1400နဲ့အယောင်အနှံ့ထားပြီးဖြစ်ပါတယ်အဝင်ထွက်တာတယ်ຫນွေမိုးဆောင်ဝင်လို့ရတယ်ဒီလမ်းနေထားလေးရဲ့မြင်ကွင်းနေထားပါမိုးရင်းခါမှာဒီလမ်းကနေပြီး139ရက်ကွက်တော့ဝင်လို့ရတာဖြစ်ပါတယ်အင်းဝနှစ်ကြောကက်ရဲ့မြင်ကွင်းနေထားမော်ရဝတီပေါင်လမ်းကိုမြင်တွေ့နေရတဲ့နေရာဖြစ်တဲ့အနီးဆုံးမှာရှိနေပါတယ်အဝင်ထွက်တာပါတယ်မြေကွက်ကပေ40ပေ60ပါမင်းမြေအမျိုးအစား3,400နဲ့ရောင်းချပေးမဲ့မြေကွက်လေးဖြစ်ပါတယ်